နာအကျိုးကိုသေဖို့မှချင်းခါမလင်းဘိုးတော်ကွ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 င်းခိုင်နာရဲ့ပေါ်တို့တဲ့မျိုးချင်းခါမလင်းဘိုးတော်ကွ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 င်းမကောင်းမိစ္ဆာတွေခေကရှင်မဲ့ချင်းခါမလင်းဘိုးတော်ကွ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 င်းရောစင်အမြထုံးဟုံကိုလားနှလုံးမှာဖြင့်မူတဲ့အပြောင်းသာဝိဤလူပြောတို့မမေးဆောင်ထားအိစာရမဟိတ်စေခိုင်းတော်ကိုအိစာရမဟိတ်စေခိုင်းတော်ကို我们三爷们天上爷妈妈妈妈妈妈အဲ့ဒီလိုအကျိုးမျိုးပွားပြီးတော့ဘိုးတော်အများကိုတပည့်ဓမ္မအပေါင်းတို့ကနလာတေခေါ်တဲ့နဖူးမော့ပြီးဂါရဝေကတော့တာအပိဝန္ဒပန်းကြပါပြီမဏိကွန်ကြာလာနဝရရောင်ကြီးလင်းတယ်လို့နတ်ကောင်စီအပင်းလာပါတရားသမှုဖြင့်ပထနာပြုပြီးတော့သာဓုသာဓုသာဓုလို့ခေါ်ရတဲ့အတန်တွေဟာမဲ့အမတမှန်းပြီးတော့ဘုတော်အများတို့ဟာထွက်ရလန်းရောက်တယ်ဆိုတာလေစတုံနာဝိဇ္ဇံကရုပေနာတတညာကောလို့အဲ့ဒီလိုတပတိဝိဇ္ဇာမြတ်ဆရာတို့ပညာရေးဥပဒေတူတတ်နဲ့တကူဖြစ်ဘူးမှန်စွာဗဒေသာမိတ်မာစကားရှိသူများကိုမချားထွေတွေများဝင်နေအားမသွေမုတ်ချတရားရအောင်များလာဓမေဖြန့်လာဝေသာသနာချီရောင်ဝါနေလို့ထုံပေထင်လင်းစေနာမြစ်တာရင်းမြစ်မရွေးစိတ်ကြီးမဟိတ်ဒီစေခိုင်းမြန်မာတိုင်းတွင်ပွားများပြန့်ကျဲတဲ့ကျွယ်လို့အနည်းနဲ့အရရသူတော်စင်သူတော်မြတ်တို့အားဝင်ဝင်လင်းလင်းခိုင်းတော်တခင်အားမိတ်ကြားခေါ်ထုတ်ကဲတည်ရှင်အလုပ်ဖြင့်ဘာဝနာအမှုနဲ့သာသနာပြုခဲ့အလိုကောင်းငင်အလားအစတာဒါရကပကျေနှစ်ကလှိပလို့ကြည့်လိုက်တော့တတ္တဝိသ29လုံးရောင်းလျံဖုံးလို့တမိုးလုံးလျက်တငါကောနဲ့ဒူးဝကြီးအသွဲသွဲထက်အစင်းနဲ့ဂျူတာယာခါမီနာရီကြည့်လိုက်တော့စကြရာဘောမန္တမင်းတို့အာဂါမပြန်တဲ့ကိန်းကြီးုံလို့မပြစင်တရက်ထွင်တက်ခွင်လက်ကျက်ပွင့်တဆရာတခါတွက်လိုက်တော့ဓနုကရုံပါရမ်းလက်ကန်ရတာကြောင့်စေပုံလူစုကကြိတ်ဗဟိတိတကုန်းနဲ့မြေကိုလေးလို့မို့ကိုပြောင်းဘောတော်ပြူစေလနာမှန်လို့ပြုတ်ဘောတော်ပွင့်ထွက်ရကိုစံခဲ့ရသာသနာရောင်ထုံးလင်းပြောင်းလို့တကုန်းတော်လှန်ရအောင်ဘောတော်ဟန်အားအနှင်းကြရပေပြီဗျာ